ဒီကထာလေးဘုန်းတော်ကြီးတွေစုပေးရတယ်မှာကြားဘူးလိမ့်မလို့ထင်တယ်ဒီရှမ်းပြည်ပဲဆိုရင်အဲ့ဒါပြီးရင်သူအောက်ကတာနဲ့ပြန်ကြော့တယ်ကြော့တဲ့ချိန်မှာဒီကထာလေးရွတ်ပြီးတော့စုပေးတယ်အဘိဝါဒနာတိလိတ္တနေဆာဝဒပစာယင်တော်စတ္တာတော်ဓမ္မဝဒ္ဒံတိအာယုဝန္တောဒုက္ခပလံကြားဘူးတယ်ဟုတ်လားအာယုဝန္တောဒုက္ခပလံအာယုဆိုတာအသက်ဝန္တာဆိုတာအစင်းဒုက္ခဆိုတာချမ်းသာခြင်းအမျိုးမျိုးဗလဆိုတာခွန်အားကိုယ်အားဉာဏ်အားစိတ်အားအကုန်ပါတယ်၄မျိုးနော်အာယုဝန္တာဒုက္ခပလဟုတ်လားအဲ့ဒီ၄မျိုးတိုးပွားခြင်းရဲ့အကြောင်းမြတ်စွာဘုရားဟောတာကိုယ့်ထက်အသက်ကြီးတဲ့ကိုယ့်ထက်ဂုံကြီးတဲ့အဓိကတော့ဂုံပေါ့နော်ဂုံဆိုတာလူတွေထင်လွယ်မြင်လွယ်ရှိတဲ့ငွေကြေးပိုင်ဆိုင်မှုတက်ကြွထားတဲ့ပညာဒါတွေကိုအဓိကပြောတာမဟုတ်ဘူးဂုံအစစ်ဆိုတာသီလသမာဓိပညာကိုပြောတာဟုတ်လားအဲ့လိုကိုယ့်ထက်ဂုံကြီးတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းစိတ်ထဲကမမာနကိုနှိမ့်ချပြီးတော့အထူးသဖြင့်ယတနာမြတ်သုံးပါးကိုပေါ့နော်အမြဲတမ်းနေ့စဉ်မပြတ်ဝတ်ထားပြီးတော့စိတ်ထဲမှာမမေ့ဘူးအမြဲတမ်းဒါကိုဥနှိမ်ချပြီးတော့မှန်ချပြီးတော့အမြဲတမ်းလက်ရှိခုဥချလေးရှိတဲ့ပုဂ္ဂိုလ်အတွက်အခုပြောခဲ့တဲ့အာယုဝန္ဒဒုက္ခပလဆိုတဲ့အကျိုးတရားကြီး၄မျိုးဟာအမြဲတမ်းတိုးတယ်လို့အဲ့ဒါအတိလေးမြတ်စွာဘုရားဟောတာအာယုဝဒနာသရောသားဆိုတာကြားဦးတယ်မဟုတ်လားဝေရယဇဝတ္တဝန္ဒမင်းကြီးရဲ့ခွင့်ပြုချက်ကြောင့်မလို့ဘီလူကစားဖို့လို့အခွင့်ရတယ်ဆိုတာဘယ်သူမှမသိနိုင်တာမဟုတ်အဲ့ဒါကဟုတ်လားဒါပေမဲ့မအေဖေးကဒီသားလေးခေါ်သွားပြီးတော့တကူရှိတဲ့ရသေးကိုသွားချင်းကပ်ကြပူဇော်ကြတော့မအေဖေးကတော့ရသေးကနော်ဒီဟာယူကောဟောတူအသက်ရှိပါစေဆုပေးတယ်သားလေးရှိခိုးသားလေးဥတော်လို့လို့တော့သားလေးကြတော့အဲ့ဒီဆုမပေးဘူးဘာလို့မပေးရတော့ဒီကလေးက9ရက်အတွင်းသေမှာဆုပေးလေအလကားလို့ပြောတယ်ဟာမိဘတွေကပြာသွားတာဗောနော်အဲ့ဒါဘယ်လိုလုပ်ရမှာတော့ငါတော့နီးလည်းမသိဘူးတဲ့ရသေးကလည်းရိုးသားတယ်သေမယ်ဆိုတာပဲသိတယ်လွတ်အောင်ဘယ်လိုလုပ်ရမလဲငါမသိဘူးတဲ့သေရတော့သေမှာတဲ့သေချာပေါက်ကိုသေမှာဟုတ်လားဒါပေမဲ့ဘယ်လိုလွတ်အောင်လုပ်ရမလဲငါမသိဘူးတဲ့ဘယ်သူသိနိုင်တော့လို့မေးတော့မှမြတ်စွာဘုရားတီကိုညွှန်တယ်အဲ့ဒီရသေးကအဲ့ဒါနဲ့မိဘတွေကကလေးပွေပြီးတော့မြတ်စွာဘုရားတီရောက်လာအဲ့ဒါသူတို့ရှိခိုးကြတယ်မြတ်စွာဘုရားလည်းဒီကဥကောဟောတူသက်ရှိပါစီသားလေးရှိခိုးတော့မြတ်စွာဘုရားဆုမပေးဘူးဘာလို့မပေးတော့အမင်းတို့သားသေမှာအဲ့ကြတော့မှနီးလန်းကိုမေးတာမသေးအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒါမြတ်စွာဘုရားဘီလူစားလို့သေမှာဘီလူနှောက်ရက်လို့သေမှာဆိုတော့သိတယ်နော်တချို့ကိစ္စတွေအစမ်းကျယ်တယ်ဟုတ်လားမမြင်လဲရဘူးဘာဖြစ်လို့ဖြစ်သွားမှမသိဘူးသေဝရောဟုတ်လားအပေါ်ယံကြည့်ရင်တော့ဟိုဘာကြီးကဓာတုစရိယဆိုရင်နွားခွေလို့သေတယ်လို့မြင်ရတယ်ဒါပေမဲ့တကယ်ဘလူးကတတ်တာရန်ညိုးရှိလို့တတ်တာပေါ့နော်အဲ့ဒါမြတ်စွာဘုရားဘီလူးမဝင်နိုင်အောင်ဘာလုပ်တော့9ရက်တိတိယဟန်တန်ဃာတွေကိုအလှည့်ကြအဲ့ဒီကလေးကိုကလေးမာထားပြီးတော့ပေးအယံတာကိုစီမံပေးတယ်အပေးရွတ်9ရက်ပြည့်တော့ဟိုကရက်စီသွားတော့မစားနိုင်ဘူးအဲ့ဒီကလေးကနောက်တတိယ20ရှိလို့ပြောတယ်အဲ့ဒီကလေးကိုအကြောင်းပြတော့သောသောကထာလေးကဟောတာအဘိဝါဒနာတိလိတ္တနေဆံဝဒ္ဒပစာယင်တော်စတ္တတော်ဓမ္မဝဒ္ဒံတိအာယုဝန္တောဒုက္ခပလကိုတက်ဂုံကြီးတဲ့ပုံကိုယ်တွေဟုတ်လားမိခင်ဖခင်နေဒါလည်းအကျုံးဝင်တယ်နော်ဘာလို့ဖို့လို့တော့ရိုသေဖို့လိုတယ်မန်ကိုနှိမ့်ချပြီးတော့ပူဇော်တဖို့လိုတယ်ဟုတ်လားအဲ့လိုယတနာမြတ်သုံးပါးအဓိကထားပြီးတော့ပူဇော်မယ်ဆိုရင်အာယုဝန္ဒဒုက္ခပလဒါတွေဟာတိုးလာတယ်တဲ့ဟုတ်လားယုံကြည်ဖို့လိုရနော်ဒီဟာတွေက